ရင်တုံးကခွက်တွေညနေဆိုရင်ခွက်တွေကစပြီမရှိတဲ့အလုပ်အကြောင်းညှိရမလားမကွဲတဲ့အသေးအကြောင်းချွေးရမလားခွက်တွေကစပြီပေါ့အမေပြောဘူးတဲ့ပုံမြင်တွေထဲမှာခွက်တွေချိုတာမကြားဘူးခွက်တွေငိုတာလည်းမကြားဘူးအမေကညာတာလားခွက်တွေကညာတာလားတခါတလေများခွက်တွေကစကားတော်ပြောကြတယ်ကျွန်တော်ကိုပြောင်းတယ်လို့ခစ်ကိုလောင်တယ်လို့နဲ့ဗျာခွက်မရှိတဲ့အရက်မှာဘယ်ကောင်နေပါမလဲပြူလဲတဲ့ကောင်ရောငိုရဲတဲ့ကောင်ရောအမေအိမ်ပြီးခွက်ချိုကိုပဲလွှမ်းရကြတာညနေဆိုရင်အဲ့ဒီခွက်တွေကလည်းစပြီ